ဒီချင်းတီမှာကူညီပေးတဲ့လူရှင်တွေအားလုံးလည်းကျေးဇူးတင်တယ်ဒါပေမဲ့ကိုယ့်အနေနဲ့လည်းကြကြကြီးအားကိုးရတဲ့ခါတော့စိတ်တော့မကောင်းဘူးပေါ့နော် 那边米酒被路面铺，被他给出头啊还，哎就我就被都跟不路多，被了嘛被我那被的家家，先拿去洗，就嘞那时那的洗不嘛，被米还不那哈被，给里被路面莫尼吧，不莫尼我那苏还路苏木，里苏木就那还白还得了，被都你打不落啊。cái gì bây giờ mình làm ổn định làm pha mà rồi mẹ khui đấy cũng là khui cái gì thì mà tôi là đừng nói thì đây là nói khui xí về cái này bên lề xí lề đó na bây giờ xí bên mình malo sát châu nó mà khoa nghe là bất bên mình bên khi nó mà là khơi được phép được là kia được bên khi nó luôn được bên mình quá tập trung màเป็นยาคูล้อเป็นปลอดเชื้อล้อเนี่ยดูไปต้นดูคือดูข้าวมาอะไรชาวว่าเป็นไงดูไม่เท่าบันทีไม่เท่าบันนั้นนะขวางงี้นะเปลือยมีแบบใช่ไหมพวกปูให้ดูแม่ดูหมูให้ดูผีดูจะเจอให้ดูแบบเป็นเสี้ยวนะ ဟိုဖက်ရောက်လဲဟိုဖက်သွားကြည့်တဲ့ခါကျတော့လဲသူလဲကုနေသူပဲခက်ခဲဒီကြုံတွေ့ရတော့เนาะဆိုတော့ဟိုသူခင်ဗျာလဲစိုက်နေရင်းနဲ့အဲ့လိုမျိုးတွေထက်ပြေးနေရတဲ့ဟာရှိတယ်စိုက်ပြိုးပြီးတီးနှံရပြီဆိုမှစီချင်းနေကြောင်းတီးနှံတွေမရောင်းလိုက်ရတဲ့ဟာဈေးမရှိတာလဲသူကြုံတွေ့ရတော့စိတ်ထဲမှာမကောင်းဘူးပေါ့เนาะကိုလဲမကူနိုင်ဘူးသူမဲ့လဲဟိုအားပေးစကားလောက်ပဲပြောနိုင်တော့เนาะဆိုတော့ဘာဖြစ်ကျွန်တော်တို့ကဟိုအားတင်းထားရမယ်ပေါ့เนาะကျွန်တော်တို့ကဒီလူမျိုးတွေကတန်မာရမယ်ကျွန်တော်တို့ကဟိုအပနဲ့ဆုံးတော့ကြိုးစားရအောင်ပဲကျွန်တော်တို့စစ်တပ်ကြလို့မဖြစ်ဘူးเนาะဆိုတော့ကျွန်တော်တို့ရောက်တဲ့နေရာမှာကျွန်တော်တို့ရှိနေတဲ့နေရာမှာရှိတဲ့ဟာလေးနဲ့ကျွန်တော်တို့အကောင်းဆုံးနေသွားမယ်ကျွန်တော်တို့ကြိုးစားဖို့လိုတယ်เนาะကျွန်တော်တို့မိသားစုအတွက်တမကကျွန်တော်တို့ရရေးအတွက်ကျွန်တော်တိုင်းပြည်အတွက်လည်းကျွန်တော်တို့ပေါင်ရင်နိုင်တဲ့ဘက်မှာကျွန်တော်တို့ဆက်လက်ပူပေါင်းပေါင်ရင်နိုင်ဖို့လိုတယ်ကျွန်တော်တို့ဟိုစိတ်ဓာတ်ကြလို့မရဘူးလူရှင်မရှိဘူးဆိုမှကျွန်တော်တို့စိတ်ဓာတ်ကြလို့မရဘူးเนาะကျွန်တော်တို့လုံနိုင်တဲ့ဟာလေးကိုကျွန်တော်တို့စဉ်းစားရမယ်အဲ့ဒါကိုအားပေးစကားပြောချင်ပါတယ်စိတ်ဓာတ်မကြကြပါနဲ့အောင်နော်ကျွန်တော်တို့အားလုံးဘဝတူပါပဲကျွန်တော်တို့ဘယ်မှာရောက်နိုင်ငံခြားမှာရောက်တဲ့ကျွန်တော်တို့အမျိုးတွေအလုပ်သွားလုပ်လူဆိုတာလဲသူတို့ခင်ဗျာလဲအခက်ခဲရှိတယ်ဒီအခြေအနေနဲ့ကဘယ်သူမှအဆင်မပြေဘူးအောင်နော်ဆိုတော့အားလုံးမှာခက်ခဲကူစီရှိနေတဲ့အတွက်ကြောင့်ဟိုတရားနဲ့တရားမေတ္တာလေးထားကြနေဆက်ရအောင်နော်ကွန်ပျူတာစုဆိုတဲ့အကောင်းဆုံးကူဆောက်ရှောက်ပါပြုစုပေးပါကာကွယ်ပေးပါဒီနေ့တကောင်ပဲကိုယ်နဲ့နေဆက်ရရှိတဲ့လူကိုလည်းကိုအကောင်းဆုံးမေတ္တာလေးပြပေးပါလို့ပြောချင်ပါတယ်ဟောနော်စိတ်ဓာတ်မကြပါနဲ့လို့มาကြားရှင်ပါလေစစ်ဆောင်ရတဲ့ဒီ9နှစ်ကျော်6နှစ်ကာလတိစစ်ဆောင်ရတဲ့ကာလအတွင်းမှာတော့အခက်ခဲပေါင်းစုံတဲ့ကြုံတွေ့ခဲ့ရပါတယ်သူတို့ဒီမိသားစုစာအုပ်နေရေးပိုင်းမှာပို့ပြီးတော့မှအခက်ခဲတွေ့ကြုံရပါတယ်အခက်ခဲတွေစင်ခေါ်မှုတွေဘယ်တော့ပဲကျွန်တော်တို့ကြုံတွေ့နေရပါစေဒီပညာရေးကိုတော့ကျွန်တော်တို့ရပ်တန်းလိုက်လို့လက်လျှော့လိုက်လို့လုံးဝမဖြစ်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ကိုယုံကြည်တယ်ဆိုတော့ကိုတိုင်ကလည်းတစ်ဖက်တစ်လမ်းကိုပညာရေးကိုလည်းကိုစူးစမ်းပြီးတော့မဆက်သွားနေတယ်လို့ဒီစစ်ဆောင်နေတဲ့စစ်ဆောင်ရတဲ့ကလေးငယ်တွေရောလူငယ်လူရွယ်တွေကိုရောကိုအတတ်နိုင်တဲ့ဖက်ကနေပြီးတော့မှပံ့ပိုးပေးနေတယ်တင်ကြပေးတာတွေလှုပ်ဆောင်နေသေးတယ်ဆိုတော့ကျွန်တော်တို့ green တပြည်နယ်လုံးတိုင်းတမှာတော့ကြုံတွေ့ရတဲ့ခက်ခဲတွေစိတ်ခေါ်မှုတွေကတော့အနေနဲ့အများတော့တူညီကြမယ်လို့တော့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ရှေ့ဆက်မှာတော့ကျွန်တော်တူတယောက်အနေနဲ့တခြားအညီကောင်မောင်နှမတွေအားပေးတိုက်တွန်းချင်တာတစ်ခုကလည်းရှေ့ဆက်မှာကျွန်တော်တို့ဆက်လက်ပြီးတော့မှကြံခံနိုင်ရရှိအောင်စူးစမ်းသွားကြမယ်တူတကွာဝိုင်းဝန်းပြီးတော့ပံ့ပိုးချပြီးတော့နိုင်ရကိုထမ်းရင်းနဲ့ရှေ့ဆက်ကြမယ်အပြည့်တာတွေစိတ်လျှော့တာတွေလုံးဝမဖြစ်ဖို့
အားပေးချင်တယ်တရက်တစ်ချိန်ကြာရင်တော့ဒီခက်ခဲကိုကျွန်တော်ကြော်လွှားနိုင်မယ်လို့ယုံကြည်တယ် ကျွန်တော်ပြင်လူမျိုးတွေကစီလုံးဖွလူပါပြီးတော့เนาะ150တကြိမ်နဲ့ရှိပြီးတော့เนาะဆိုတော့ကျွန်တော်တို့ကဆက်ပြီးမှစီလုံးဖွလူတယ်ကျွန်တော်တို့ရဲ့သမိုင်းမှာကအနာတရလေးတွေအကွဲပြဲလေးတွေကိုကျွန်တော်တို့သင်ခန်းစာယူပြီးမှကျွန်တော်တို့စီလုံးရမယ်ဒီချိန်မှာကဘယ်လိုပဲခက်ခဲကြုံရကျွန်တော်တို့အားမလျှော့မနဲ့တယောက်နဲ့တယောက်ဖေးမှမယ်ဟောเนาะဒါကျွန်တော်တို့ပြင်လူမျိုးကအချစ်ချင်းဖေးမှရမယ်ကုညီရမယ်စီလုံးရမယ်ဆိုတာကိုပြောကြားချင်ပါတယ်